ကျမဒီဘက်မှာ box လောက်တာတစ်ခေါက်တင်မှုရပေါ့နော်ဒီ box လောက်တာအခုကျမတို့ဒီဘက်အချမ်းမှာလည်း box နှစ် box ထပ်လောက်တယ်ဒီ brace ပဲလောက်လိုက်တယ်ပေါ့နော်အရင်ပဲမမတယ်လောက်တယ်လားဒီ box နှစ် box လောက်လိုက်တယ်အရင်ကြီးကြီးပဲဒီမှာလည်းလေအခုကျမခင်းကျင်ပင်နေဆက်ထားလိုက်ပါပြီခင်းကျင်နေလည်းမျိုးစုံပဲနောက်မှအတီးတီးမှခင်းကျင်နေမျိုးစုံနေကြွားတော့မယ်ဒီ box နှစ် box မှာအခုကျမလောက်လိုက်တဲ့ဒီနှစ် box မှာလည်းခင်းကျင်ပင်ထည့်တယ်ဒီပြောင်းမှုပင်လေးတွေကကြတော့ကြားထဲမှာပေါ့နော်ခင်းကျင်တစ်မျိုးနဲ့တစ်မျိုးကြားထဲမှာလေအဲ့လိုချားဟာတာပေါ့တစ်မျိုးစိုက်တယ်ပြီးလို့ရှိရင် line လေးပြောင်းမှုလေးချလိုက်တယ်နောက်တစ်မျိုးထပ်စိုက်တယ်စိုက်ပြီးပြီဆိုရင်ကျမဒီမှာ line လေးထပ်ချတယ်ပေါ့နော်အဲ့လိုပြောင်းမှုပင်ကတော့လေအဲ့လို line ချတဲ့တဘောလေးပဲတုံထားပါတယ်ဒီနေ့ကတော့ဒီလောက်နဲ့နားပါမယ် box လည်းပြီးသွားတယ်လောက်တာကတော့လေအပင်နဲ့ခင်းချင်ပင်နဲ့လည်းစထည့်တာတော့အကုန်လုံးဒီပါတော့ပြီးသွားပြီပေါ့နော်လုံးလုံးကြီးအကုန်လုံးမဟုတ်ပေမဲ့လေတော်တော်ကြီးပြီးလို့နေပါကြီးဖြစ်သွားပြီပေါ့ဒါခင်းချင်ဒီဘက် box မှာလည်းအကုန်လုံးခင်းချင်ဒီ box မှာလည်းအကုန်ခင်းချင်ထည့်မယ်ဗီဒီယိုလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံကြမယ်နော်